မင်္ဂလာပါခင်ဗျာ Mr. Wine Story Explaining Channel နဲ့ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါကျွန်တော်တို့ channel ရဲ့ Middle Earth သမိုင်းကြောင်းဒုတိယအပိုင်းမှာ elf မျိုးနွယ်တွေရဲ့ခွဲပြားခြားနားပုံနဲ့ Malfoy လွတ်လာပြီးတော့အယောင်ဆောင်သွေးခွဲတာတွေနဲ့ Noldor elf ဘရင်ရဲ့တာကြီး Fëanor ကိုနင်းနေခံရတာတွေဖြစ်ခဲ့တယ်ပေါ့နော်။ဒီနေ့မှာတော့အဲ့လိုတွေမှွေပြီးပျောက်သွားတဲ့ Malfoy ကဘယ်ရောက်နေရလဲဘာလုပ်နေရလဲဆိုတာကနေစလိုက်ရင်းနဲ့ elf တွေရဲ့အနာဂတ်အပြောင်းလဲရေးအကြောင်းကိုနားထောင်ကြည့်ကြတာပေါ့ဗျာ။ Middle Earth ရဲ့ပထမခေတ်ထဲကအလားအပဆုံးအချိန်တွေကတိတ်မကြလိုက်ဘူးလို့ပဲပြောရမလားပဲဖန်ဆင်းရှင် Arrow ရဲ့ပထမဆုံးသားသမီးတွေဖြစ်တဲ့ elf တွေထဲမှာပါရမီအပါဆုံးအထူးကျွန်းဆုံးဖြစ်လာခဲ့တဲ့ Fëanor ကသူကြီးပြင်းလာတဲ့မြို့တော် Tirion ကနေပြီးတော့ Valiant နှစ်ပေါင်း12နှစ်တိုင်တိုင်နေခံလိုက်ရတယ်။ Valiant နှစ်တစ်နှစ်ဆိုတာလူတွေရဲ့တက်တန်းနဲ့ဆိုလို့ရှိရင်9နှစ်ခွဲလောက်ကြာရပေါ့ဗျာ။သူကျူးလွန်ခဲ့တဲ့အပြစ်ဆိုတာနတ်တွေဆံမြန်းတဲ့ Valinor မြေပေါ်မှာတခါမှစိတ်ကူးတော့မရင်ဘူးတော့တဲ့အထိ shock ရစေတဲ့အပြစ်မျိုးဗျာဖေးတူမေခွဲညီတယောက်ကိုလူပုံလဲမှာလူသက်လက်နက်နဲ့ရွယ်မိသွားတဲ့အထိကို Malfoy ရဲ့စိတ်သက်စစ်စင်ရေးအလုပ်ဖြစ်ခဲ့တယ်ဗျာဒီလိုအပြစ်ကြီးကြောင့်နေခံလိုက်ရတဲ့တာကြီးအပေါ်မှာချစ်တဲ့စိတ်အားနာတဲ့စိတ်တွေနဲ့သူ့ရဲ့အဖေ Noldor ဘရင်ကြီး Finwë ကနန်းအောင်စွန့်ပြီးတော့သူ့သားနဲ့တူမြို့နဲ့ဝေးတဲ့ Formanos ခံတပ်မှာလိုက်နေရှာလေတယ်ဒီအဖြစ်အပျက်တွေအတော်အတွင်းမှာ Malfoy ကတော့အစအနရှာလို့မရအောင်ပျောက်သွားပြီးတော့သူနဲ့ပတ်သက်ပြီးတော့ Valar တွေနတ်တွေရဲ့သုံးသက်ချက်ကထပ်ပြီးမှားခဲ့တယ်ဗျ။ဆိုတဲ့အချိန်မှာ Malfoy က Valar တွေရဲ့အမျက်ကိုကြောက်ပြီးတော့ဘေးလွတ်ရာအဝေးကိုရှောင်ဝါးကြီးထင်ခဲ့တာ။ဒါကြောင့်အဖြစ်သမားရဲ့လက်ကခဏကင်းဝေးဝါးကြီးထင်ပြီးတော့သူတို့ရဲ့နယ်မြေမှာငြင်းချမ်းမှုကိုပြန်ရှာလို့ရမယ်လို့ထင်ခဲ့တယ်ဗျ။တကယ်တော့နှကောင်းနှမျက်တွေမတွေးမိမမြင်မိတာကအမောင်တုဆိုတာဘယ်တော့မှသူတို့ရဲ့အမြင်နဲ့မတူဘူး။ရဲတန်းဟာကွက်ကိုတိုက်ရှာပြီးတော့ဖျက်ဆီးနိုင်မယ့်အချက်ကိုစောင့်နေတာ။ကဲအဲ့တော့ကျွန်တော်တို့ Middle Earth ပထမခေတ်ရဲ့ပထမဆုံးသွေးမြေကျပြီးတော့အမောင်ကဘာရဲ့ရောက်သွားမှဖြစ်တဲ့တွေကိုဆက်ပြီးနားထောင်ကြည့်ကြတာပေါ့ဒီလိုနဲ့ပျောက်ကွယ်သွားတဲ့ Malfoy ကဘယ်ရောက်နေရလဲပေါ့နော်နတ်တွေနဲ့ elf တွေနေထိုင်တဲ့အာမန်ကုန်းမြေအပိုင်းခြားကြီးမှာရခင်းစိမ့်တွေလှပမြင်မာတဲ့တောင်တန်းကြီးတွေနဲ့ခမ်းနားတဲ့မြို့တော်တွေပဲရှိတာမဟုတ်ဘူးဗျတိုးဖောက်ဖို့မလွယ်တဲ့ Pelori တောင်တန်းကြီးရဲ့မြောက်ဘက်စွန်းမှာရှိပြီးတော့အလင်းအောင်တစ်ပင်ကြီးနှစ်ပင်ရဲ့အလင်းမကျရောက်နိုင်တဲ့နေရာနတ်တွေရဲ့တေးသံတွေဂီတတူရိယာတန်တွေမကြားရနိုင်တဲ့တောင်ချီကြားကအမောင်အတိဖြစ်နေတဲ့နေရာတစ်ခုရှိတယ်ဗျဒီနေရာကိုတော့ Avatar လို့ခေါ်ပြီးတော့ကဘာဦးမတိုင်ခင်ကတည်းကရှိခဲ့တဲ့ကြောက်မက်ဖွယ်အကောင်းဆုံးတဝါဇိုးမကြီးတစ်ကောင်ရှိနေတယ်ဗျသူ့ရဲ့နာမည်က Ungoliant ကအကောင်တော်တော်ကြီးပြီးတော့မြင်တာနဲ့လိပ်ပြလွင့်နိုင်လောက်တဲ့ပင့်ကူမကြီးအသွင်နဲ့မိစ္ဆာဆိုကြီးပေါ့နော်သူကဘယ်ကနေဘလို့စဖြစ်လာလဲဆိုတာရဲ့ဘာမျိုးနွယ်တဲ့ပါတာရဲ့ကိုတော့လုံးဝတိတိကျကျနာမည်တက်ထားတာမျိုးမရှိဘူးဗျဝတ္ထုထဲမှာတချို့ကတော့ Ainolin တဲ့တေးသံကျူးတော့က Malfoy လက်အောက်ရောက်သွားတဲ့ Ainor တွေတဲ့တယောက်လို့ပြောကြတယ်တချို့ကကြတော့ Malfoy ရဲ့တန်စင်အဖြစ်ကြောင့် Arrow ရဲ့ဖန်ဆင်းမှုတွေထဲကနေပြီးတော့ဗျာမရည်ရွယ်ပဲနဲ့လွတ်ထွက်သွားတဲ့အမောင်တူတဲ့မိစ္ဆာလို့ပြောကြတယ်ဒီမျိုးတစ်မျိုးစီထင်ကြေးပေးကြပေမဲ့တရားတစ်ခုကတော့ Ungoliant ကကဘာရဲ့အပြင်ဘက်ဖန်ဆင်းမှုတွေရဲ့အလွန်မှာရှိတဲ့ဗလာနတ်ကြီးအမောင်တူကြီးကကဘာပေါ်ရုပ်လုံးပေါ်ပြီးဖြစ်တည်လာတယ်ဆိုတဲ့အချက်ပဲဗျပြီးတော့တခြားမကောင်းတဲ့နတ်တွေတဝါတွေနဲ့မတူတဲ့တစ်ချက်က Ungoliant ကဘယ်သူ့မှဆရာမထင်ဘူးသူတယောက်တည်းအတွက်ပဲသူ့ဘက်သူရက်တည်နေတာဒီပင့်ကူမာကြီးရဲ့ထူးခြားတဲ့အချက်နှစ်ချက်ကိုပြောရမယ်ဆိုရင်တော့ပထမချက်ကသူကအမြဲစာလောင်နေတာဗျအမြဲလို့ပြောတာပိုပြီးပြောတာမဟုတ်တကယ်ကြီးကိုဘလောက်ပဲလိုချင်တာရအတော်မတန်နိုင်တဲ့စာလောင်ခြင်းမျိုးရှိနေတာဗျပြီးတော့သူစားသုံးတဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါအလင်းရောင်ဒါကြောင့်လဲသူကြက်စားနေတဲ့ Avatar နယ်မြေတစ်လျှောက်ကအမောင်အတိဖြစ်နေတာဗျဒါပေမဲ့လည်းသူ့ရဲ့စာလောင်မှုကလုံးဝမရက်ဝါးသေးဘူးပေါ့နော်နောက်ထပ်ထူးခြားတဲ့အချက်ကတော့သူ့ရဲ့ပင့်ကူမြင်နေတဲ့သူ့ရဲ့အယောင်ဝါUngoliant ရဲ့ပင့်ကူမြင်တွေကို Unlight လို့ခေါ်ပြီးတော့အယောင်ကအမဲဆိုတာထက်ဗလာနက်လိုမျိုးရှိတဲ့အယောင်ဗျာအဲ့တော့ Unlight ကိုသုံးထားရင်ဘလောက်ပဲအမြင်ဆူးရှားရတဲ့သူဖြစ်ပါစေသူ့ရဲ့တည်ရှိမှုမသိရဘူးအဲ့ဒါကြောင့်လဲအာမန်လိုနယ်မြေမှာနတ်တွေမသိဘဲနဲ့အခုထိနေလာခဲ့တာဗျာဒါတွေကိုအကြောင်းရင်းတစ်ခုအကြောင်းသိနေတဲ့ Malfoy က Valar တွေအားလုံးကိုအထူးသဖြင့် Tolkien ကိုပေါ့နော်သူကတယောက်တည်းမရင်ဆိုင်နိုင်တော့သူ့ရဲ့အကြံတွေအောင်မြင်ဖို့အတွက် Ungoliant ကိုတွားပြီးမဲဆွဲတယ်Ungoliant စာလောင်မှုကိုသိနေတဲ့ Malfoy ကဒီစာလောင်မှုကို Valinor မှာရှိတဲ့တစ်ပင်နှစ်ပင်နဲ့ဖြည့်တင်ပေးမယ်ဆိုတဲ့ကတိရဲ့ Valar မြေရဲ့ယတနာတွေကိုလည်းပေးမယ်ဆိုတဲ့ကတိတွေကိုပေးပြီးတော့ Ungoliant ကိုအကူအညီတောင်းတယ်အဲ့တော့ညင်းမိုးခတ်လောက်အောင်ကမ်းလန်းချက်ကကောင်းနေတော့ဗျာပင့်ကူမာကြီးကလည်းလက်ခံလိုက်ပြီးတော့ Unlight အမြင်တွေနဲ့ကိုရောင်ဖျောက်ပြီးတော့သူတို့နှစ်ယောက်တူတူ Valinor ကိုစာပြီးလန့်လာအောင်သူတို့ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအမောင်အတိကိုကြာသွားပြီးတော့ဘယ်သူမှကြိုမမြင်နိုင်လောက်တဲ့ချီးကပ်မှုမျိုးနဲ့မြင့်မြတ်တဲ့နယ်မြေနာကိုတိုးလာတယ်
အမောင်တူကြီးကဗလန်နောအပင်နေစီကိုချင်းကပ်လာတဲ့အချိန်မှာဗာလာနတ်တရဲ့ခေါင်းဆောင်ကြီးမန်နွေကနော်တော် elf တီချာမှာဖြစ်ပျက်သွားတဲ့မိသားစုရဲ့အဖုထစ်တွေကိုပြန်ပြီးဖြေဖျောက်ဖို့အတွက်ကြိုးစားရဗျ။သူတို့ချစ်လို့ခေါ်လာတဲ့ Airy ရဲ့သားတော်သမီးတော် elf တွေကသူတို့မျက်စိအောက်မှာနေဒီလိုတွေဖြစ်သွားတာဆိုတော့ပြန်ပြီးပြုပြင်ဖို့အတွက်အခမ်းအနားတစ်ခုကိုတောင်ထိပ်မှာကျင်းပဖို့လုပ်တယ်။အဲ့ဒီခမ်းနားကိုလည်း Feyenoord နဲ့ Fingolfin တို့အဓိကထားပြီးတော့ elf တွေအားလုံးဖိတ်ထားတာပေါ့နော်။ပွဲတော်ကြီးမှာတော့စားပွဲရတောက်ပွဲရတွေကို share ပြင်ထားပြီးတော့ Vanya elf တွေရဲ့တေးတီတန်တူရိယာတန်တချင်းတန်တွေနဲ့အားလုံးစီကိုအပျော်တွေကူးဆက်ဖို့လုပ်တယ်။ Fan တော့လည်းဖိတ်တာကိုလာတော့လာပေမဲ့သူ့ညီကိုတိတ်ပြီးတော့အခဲမကြေသေးဘူးဗျ။ဒါကြောင့်လည်းအခမ်းအနားကိုပြင်ဆင်ပြီးတော့မလာဘဲနဲ့တာမန်အဝတ်စားနယ်ပဲလာတက်တယ်။သူ့ရဲ့ယတနာတွေကိုလည်းတစ်ခုမှမစင်လာဘဲနဲ့ Simmers တွေကိုလည်း Formanos ရဲ့ယတနာအခမ်းထဲမှာတောက်ခတ်သိမ်းထားခဲ့တာဗျာ။ Fingolfin ကတော့ကောင်းရှာပါတယ်သူညီကိုနှစ်ယောက်ပြန်ပြီးတော့တက်မြတ်ဖို့နဲ့အထင်လွဲနေတာတွေကိုပြအောင်လို့ဆိုပြီးတော့သူ့ရဲ့အဖေတူမေခွဲအကိုကိုငိမ့်ငိမ့်ရေးစကားတွေပဲပြောတယ်ဗျာသူ့ရဲ့ဥဆောင်မှုနောက်ကိုပဲလိုက်မယ်ဆိုတဲ့အကြောင်းရယ်သူ့ရဲ့ထီးနှံ့ရရကိုပဲအမြဲတမ်းအတိမတ်ပြုတယ်ဆိုတဲ့အကြောင်းတွေကိုပြောတာပေါ့ဒီလိုနဲ့အခမ်းအနားကြီးမှာတေးတန်တွေစကားဝိုင်းဖွဲ့တန်တွေအဝေးတနေရာဗလန်နောအပင်စီရလာတဲ့အလင်းရောင်တွေနဲ့တတရဖြစ်နေကြပြီးတော့ညီကိုတွေလည်းပြန်ပြီးတော့တင့်မြတ်တော့မဲ့အချိန်ပေါ့နော်ဒီအချိန်မှာကဘာကြီးရဲ့အလာတရားနဲ့တက်ရှိတဲ့ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးဖို့အမြဲစူးစမ်းနေတဲ့မဲခေါ်နဲ့အမောင်တို့ရဲ့ဘရင်မာကြီးအန်ခေါလီယန်တို့ကဗလနောရဲ့အလင်းရောင်အပင်စီကိုရောက်နေကြပြီ။ Unlike ကိုတုံးပြီးလာတာမို့လို့ရဲ့ပြီးတော့အခမ်းအနားနဲ့အပင်တွေနဲ့ဝေးနေတာမို့လို့ရဲ့ဘယ်သူမှသူတို့ရောက်နေမှန်းသတိမထားမိဘူးဗျ။ဗာလာနက်တွေအပါဝင်ပေါ့နော်။ဒီလိုနဲ့ Melkor က Laurel Lane နဲ့ Telperion အပင်ရဲ့ပင်စီဦးတိုင်းကြီးကိုသူ့ရဲ့လန်နဲ့ထိုးဖောက်လိုက်တယ်။ပြီးတော့ Angolian ကသူ့ရဲ့အဆွဲနဲ့ချိတ်ပြီးတော့စိမ့်ထွက်လာတဲ့အလင်းရောင်အရေတွေကိုခန်းသွားတဲ့အထိစုပ်ပြီးတောက်ပလိုက်ရုံနဲ့မကဘူးဗျာသူ့ရဲ့အစိတ်တွေကိုလည်းအပင်ထဲကိုထိုးထည့်ခဲ့တော့နှစ်ပင်လုံးကချက်ချင်းကိုညှိုးနှွမ်းချောက်တည်သွားတယ်ဒါတော့မှသူ့ရဲ့စာလောင်မှုကမရက်သွားဘူးဗျဒါကြောင့်အပင်ရဲ့အလင်းရည်အပိုရှန်တွေကိုတိုးလောင်ထားတဲ့အနီးနားဗာဒါရေတွင်းတွေအားလုံးကိုလည်းခန်းတဲ့အထိတောက်သွားလိုက်တာဗလန်တော်တွေမကဘူးဗျာအာမန်ကုန်းမြေကြီးတစ်ခုလုံးကအမောင်တူတဲ့ကိုကြောက်ရောက်သွားပါလေရောပြီးတော့နေရောက်သားအဲ့နေရာကနေမြောက်ရက်ကိုတခါရဲလစ်သွားတယ်ခုနတောင်ထိပ်မှာပျော်ရွှင်နေကြတဲ့နက်တွေနဲ့ elf တွေအတွက်တော့ရုတ်တရက်ဆိုလိုပဲသူတို့ရဲ့လေချောင်းထဲမှာ6သွေးမှုကြီးကိုခံစားရလိုက်ပြီးတော့တိတ်မကြပါဘူးဗယ်လနော်နယ်မြေကြီးတစ်ခုလုံးအမောင်အတိရဲရောက်သွားတယ်ဒီလိုနဲ့လမ်းတဲ့သူကလမ်းကြောက်တဲ့သူကကြောက်နေအားလုံးဖျို့ဖျက်ဖြစ်ကုန်တာပေါ့နော်ပျော်ရွှင်ပွဲကအခိုက်တန့်နေရရုတ်တရက်ချီကိုဗျာချက်ချင်းပြောင်းပြန်လန်သွားတယ်အဲ့အချိန်မှာဗာလာနက်တွေကတစ်ပင်ရှိရာဘက်ကိုလမ်းကြည့်လိုက်တဲ့အခါမှာမြင်လိုက်ရတဲ့အချိန်ကတကယ်ကိုရင်ကွဲစရာမျိုးကြီးဖြစ်နေတာပေါ့နော်ဒီလိုနဲ့ပျော်ပွဲရွှင်ပွဲအခမ်းအနားမှာရှိနေတဲ့ဗာလာနတ်တွေနဲ့ elf တွေအားလုံးဟာအပင်ကြီးစီကိုအလန့်တကြားနဲ့ရောက်လာကြတယ်။သူတို့မြင်လိုက်ရတော့ဗလနောနယ်မြေကိုအချိန်ပြည့်လင်းလက်လှပပြီးတော့စက်တည်ရှိအောင်လုပ်ပေးခဲ့တဲ့အပင်နှစ်ပင်ရဲ့ခြေခွဲစရာတေဆုံးမှုကြီးပေါ့ဗျာ။ဒီပင်တွေကိုဖန်ဆင်းခဲ့တဲ့ယဗာနာနဲ့သမီးကတော့ဒူးထောက်လက်မိုင်ကြပြီးခြေခွဲစွန့်နေအောင်ငိုတာပေါ့။လက်ရှိမှာအပင်နှစ်ပင်ကိုသူ့ရဲ့အစွမ်းနဲ့ပြန်ကယ်လို့မရတော့တဲ့အထိကိုနှစ်ပင်လုံးရဲ့အလင်းရည်တွေကကုန်ခန်း၆တွေ့သွားပြီးတော့အလင်းရောင်ရေတွင်းတွေကလည်းခန်းကုန်တာမို့လို့သူ့အတွက်ကူကယ်ပေးနိုင်မယ်နီလန်မရှိခဲ့ဘူးဗျ။ဒါမဲ့သူတေချာပြန်စဉ်းစားကြည့်တော့နီလန်တစ်ခုတော့ကြံနေသေးတယ်။ဒီနှစ်ပင်ရဲ့နောက်ဆုံးလက်ကျန်အလင်းနှစ်ခုဟာဖယ်နော်ရဲ့ Silmarils ရတနာတွေထဲမှာရှိနေသေးတယ်လေ။ဒီတော့အပင်နှစ်ပင်ကိုကယ်နိုင်သေးမဲ့မျှော်လင့်ချက်ကပြန်ရှိလာတယ်။အဲ့ဒါကြောင့်ယဗာနာဖယ်နော်သူ့ရဲ့ Silmarils တွေကိုအစဉ်ပြေပေးဖို့တောင်းဆိုတယ်။အဲ့ဒီမှာ Silmarils ရတနာတွေကိုထုခွဲပြီးတော့အဲ့ဒီကအပင်နှစ်ပင်ရဲ့အလင်းရောင်သုံးပြီးတော့ပြန်အသက်ရှင်အောင်လုပ်ဖို့ပေါ့နော်။ဒီလိုတောင်းဆိုမှုတွေလုပ်လိုက်တော့အားလုံးရဲ့အကြည့်ရဖယ်နော်စီကိုရောက်သွားတယ်။ဒါပေမဲ့မောင်မဲနဲ့မှာဒီသတင်းကြီးကိုကြားသွားတဲ့ဖယ်နော်ရဲ့သွေးပြက်နေတဲ့မျက်နှာအတိုင်းသားပဲဗျ။ဒီ Silmarils တွေဆိုတာသူ့အတွက်တာမန်ရတနာတွေမှမဟုတ်တာဗျာ။သူ့ဘဝတစ်ခုလုံးရဲ့အကြီးမားဆုံးအောင်မြင်မှုရလက်သူ့ရဲ့အသက်လောက်တန်ဖိုးထားပြီးမျက်နှာရတဲ့ယတနာတွေလေအဲ့တော့ဒါကြောင့်ဖယ်နော်ကပြန်ပြီးတော့ပြောရှာတယ်ဒီယတနာတွေကသူ့အတွက်ဘလောက်အရေးပါကြောင်းသူဘလို့တန်ဖိုးထားကြောင်းတကယ်လို့ Simmers တွေကိုခွဲပစ်လိုက်မယ်ဆိုလို့ရှိရင် Valonor မှာအရင်ဆုံးရင်ကွဲနာကြပြီးတေမှာသူပဲဖြစ်လိမ့်မယ်ဆိုပြီးပြန်ပြောတယ်ဒီလိုပြန်ဖြေတာကိုကြမ်းတမ်း Valai Tolkas ကတော့မကြိုက်ဘူးပေါ့နော်အများအကျိုးအတွက်ကြည့်ပြီးတော့ Simmers တွေကိုပေးလိုက်ဖို့ Fenor ကိုမန်နဲ့အတင်းပြောတယ်ဘပုနှစ်ဖျားကြီးအားလိုက်ရကြတော့အတင်းတမမလုပ်ဖို့သူကိုယ်တိုင်ကလည်းလက်မှုပညာတဲ့တယောက်ဖြစ်နေတဲ့အတွက်ကိုတန်ဖိုးထားဆုံးအရာကိုဖျက်ဆီးပြရမယ်ဆိုတာမျိုးဘလူးမှတော့တန်းပြီးတော့လက်ခံမှာမဟုတ်တာဖြစ်တဲ့အတွက်ဗျာစိတ်ရှိရှိနဲ့တိုက်တွန်းဖို့အကြံပေးတယ်ဒီလိုနဲ့ဖယ်နော်ကတော့အတွေးတောင်းလို့ပုံပြီးတော့ပြားများနေတာပေါ့နော်နတ်ဖျားတွေရဲ့အလိုရဲ့ကဘာကြီးရဲ့အကျိုးရဲ့ကိုလွန်ဆန်ရမှာလားဒါမှမဟုတ်သူ့ရဲ့အသက်လောက်တန်ဖိုးထားတဲ့အရာတွေကိုလက်လွတ်လိုက်ရမှာလားဆိုပြီးတော့ဝေခွဲမရဖြစ်နေတဲ့အချိန်မှာ
မြောက်ရက် Formanos ခံတက်ကနေသတင်းတစ်ခုရောက်လာတယ်မီအေးနှစ်ခါနာဆိုတဲ့အတိုင်းပဲဒီသတင်းကအပင်သေးကြီးတွေနာဆိုနေတဲ့သူတွေအားလုံးအကြီးကျယ်ရှော့ရသွားစေတယ်ဗျာအပင်တွေကိုဖျက်ဆီးပြီးပျောက်သွားတဲ့ Melkor ကသူ့မှာဒီအစီအစဉ်တစ်ခုလည်းရှိခဲ့တာမဟုတ်သူကတစ်ဆက်တည်း Fëanor ရဲ့ Formanos ခံတက်စီကို Ungoliant နဲ့တူတူသွားပြီးတော့နောက်ထပ်အကြီးတန်းဆုံးလုပ်ရက်ကိုထပ်လုပ်ခဲ့တယ်အဲ့နေရာမှာသူအလိုချင်ဆုံးတန်ဖိုးအရှိဆုံး Silmarils တွေရှိနေရလေအဲ့တော့အဲ့ဒီခံတက်ထဲမှာရှိနေတဲ့ Fëanor ရဲ့အဖေထီးနှံအောင်စွန့်ပြီးတော့သူ့ရဲ့သားစီမှာလာနေတဲ့ဘယင်ကြီး Finwë ဘယင်ကြီးကအမောင်သခင်ကြီးနဲ့ကြောက်စရာအကောင်းဆုံးမိစ္ဆာကြီးတို့နှစ်ယောက်တူရောက်လာတဲ့အချိန်မှာပုံးမနေခဲ့ဘူးထွက်မပြေးနေခဲ့ဘူးဗျဒီလိုနဲ့ပဲ Melkor ကဘယင်ကြီး Finwë ကိုတတ်ပြီးတော့ယတနာအခန်းကိုဖောက်ပြီးမြေသမ ्या တန်ဖိုးရှိဆုံးယတနာတွေရဲ့ Silmarils တွေကိုခိုးပြီးတော့လက်သွားတယ်အမေဗာဒါနသမီးရဲ့စုကြောင့် Silmarils တွေကိုကင်ထားတဲ့သူ့ရဲ့လက်ကတော့အတော်ပြင်းထန်တဲ့ပူလောင်ခြင်းကိုခံနေရတာပေါ့နော်ဒါပေမဲ့လည်းသူကယတနာတွေကိုလက်မလွတ်ခဲ့ပါဘူးဒီလိုနဲ့အမောင်သခင်ကြီးက Years of the Lamps မီးတိုင်ကြီးတွေရှိခဲ့တဲ့ခေတ်တုန်းကလိုမျိုးပဲ Valinor မြေပေါ်မှာလည်းနောက်ထပ်တစ်ချိန်ပြက်ပြက်တတ်တတ်အနိုင်ရခဲ့ပြန်ပြီပေါ့ဗျာအပင်နဲ့လည်းတည်သွားပြီးတော့ကမ္ဘာပေါ်မှာအလင်းရောင်လည်းနောက်တစ်ချိန်ထပ်ပြောက်သွားခဲ့ပြီ Mordor Elf တွေရဲ့ဘယင်ကြီးကလည်းအသက်ခံခဲ့ရပြီကမ္ဘာတန်ဖိုးအကြီးဆုံးယတနာတွေဖြစ်တဲ့ Silmarils တွေကလည်းသူ့စီကိုပါသွားခဲ့ပြီဒီလိုမျိုးသူ့ကိုအရန်ချစ်တယ်သူ့အဖေအသက်ခံရတာရယ်သူ့ရဲ့ Silmarils တွေအခိုးခံရတာရယ်ဆိုတဲ့သတင်းတွေကိုကြားရတဲ့အခါမှာ Fëanor ရဲ့ရင်ထဲမှာပူဆွေးမှုဝမ်းနည်းမှုတွေထက်အမျက်ဒေါသလက်စားချေလိုတဲ့စိတ်တွေကအပူမီးလိုမျိုးတောက်လောင်အောင်ဗျာအဲ့ဒီမှာ Melkor ကြီးရော Valar တွေရောမှောင်မိုက်နေတဲ့နယ်မြေကြီးတစ်ခုလုံးကိုပါအပြစ်တင်ပြောဆိုပြီးတော့စောင့်အောင်ရင်းနဲ့အဲ့ဒီကနေထထော်သွားတယ်အဲ့ဒီအချိန်ကနေစပြီး Melkor ကိုနောက်ပိုင်းမှာအမြဲနာမည်တွင်သွားမယ်နာမည်အသစ်ကိုပေးလိုက်တယ်ဗျနာမည်ကတော့ကမ္ဘာအမောင်ရန်သူတို့အတိတ်ပဲရတဲ့ Morgoth Fëanor ကဒီအချိန်မှာသူ့ကိုနန်းနေထားတဲ့ Valar ရဲ့အမိန့်ကိုလည်းဂရုမစိုက်တော့ဘဲနဲ့သူအရင်နေခဲ့တဲ့ Mordor Elf တွေရဲ့မြို့တော် Tirion စီကိုဒဲပြန်သွားတယ်ပြီးတော့ Fëanor ကကျိုးတို့ကျဲတဲလင်းနေတဲ့မြို့ထဲကမီးတိုင်လေးတွေကိုစီကိုင်ပြီးတော့ကြောက်နေလန့်နေစိတ်ပူနေတဲ့ Mordor Elf တွေအားလုံးကိုစုလိုက်တယ်ပြီးတော့အမြင့်တနေရာကနေအားလုံးကိုသူ့စိတ်ထဲကအပူမီးတွေကြောင့်ထွက်လာတဲ့စကားတွေမိန်ကုန်းတွေကိုပြောလိုက်တယ်ဗျအရင်ဆုံးသူက Valar နတ်တွေကိုအပြစ်တင်တယ်ဒီနတ်တွေကပျော့ညံ့တဲ့လေးပင်နဲ့စိတ်သက်မပြတ်သားဘူးရန်သူကိုအမြင့်ပြတ်အောင်မလုပ်နိုင်ဘူးသူတို့ကိုမကာကွယ်ပေးနိုင်ဘူးပေါ့ပြီးတော့ Morgoth ကြီးတွေးထိုးခဲ့တဲ့စကားတွေကိုလည်းပြန်ဖြန့်တယ် Valar တွေကသူတို့ဒီခေါ်တာလူတွေကိုပဲ Middle Earth မှာနေရာပေးခြင်းလို့ပါပေါ့နော်ဒါကြောင့်ဒီနတ်ကြောက်တွေနတ်အလိန်တွေအောက်မှာမနေဘဲနဲ့သူတို့ရဲ့ထိန်းချုပ်မှုတွေနဲ့ဝေးရအောင်သွားကြမယ် Middle Earth နယ်မြေကျယ်ကြီးမှာပို့ပြီးတော့ကြီးကျယ်ခမ်းနားတဲ့မြို့တော်တွေနေရာတွေကိုတိစောက်ကြမယ်သူတို့ရဲ့ရန်သူကိုသူတို့ကိုယ်တိုင်ပြန်ပြီးတော့ခြေမုံမယ်ဆိုပြီးဒေါသတကြီးနဲ့မိန်ကွန်းပြောတယ်နိုင်ငံရေးမှာဗျာဒီလိုအခက်ခဲအကျက်တဲဖြစ်နေတဲ့အချိန်မှာဆိုရင်ဒေါသတကြီးနဲ့အပြောကောင်းတဲ့သူတွေကိုဆိုလို့ရှိရင်လူတွေကသဘောကျလွယ်အယုံလွယ်ပြီးတော့နောက်လိုက်လှုပ်ချင်ကြတာအမှန်ပဲဒီလိုပြောပြီးတော့ Fëanor နဲ့သူ့သား9ယောက်ကဓားကိုစီထုတ်ပြီးတော့သွေးသစ္စာဆိုကြတယ်ဒါတော့နောက်ပိုင်းမှာ Oath of Fëanor ဆိုပြီးတော့စာဖတ်သူတွေကြားတဲ့အရန်နာမည်ကြီးရဲ့ဗျဒီသစ္စာကြောင့်ပဲသူတို့ elf တွေရဲ့ရှေ့လျှောက်ဘဝကံကြမ္မာကြီးကလမ်းစာပေါ်လာမှာပေါ့နော်လမ်းအကောင်လားအဆိုးလားဘယ်လိုကြုံမလဲဆိုတာတော့တဖြည်းဖြည်းစောင့်ကြည့်ကြပါဗျာဒီ Oath of Fëanor ကဘာလဲဆိုတော့မိတ်ဆွေဖြစ်စေရန်သူဖြစ်စေစင်ကြယ်သူဖြစ်စေညဉ့်ညမ်းသူဖြစ်စေအမောင်သခင် Morgoth ဖြစ်စေအလင်းနတ်ဖျား Valar နတ်ဖြစ်စေ Elder ဖြစ်စေ Maya ဖြစ်စေနောက်ပေါ်ဖြစ်စေ Middle Earth မှာမမွေးဖွားလာသေးတဲ့လူသားတွေဖြစ်စေSilmarils တွေကိုလူသည်ဖြစ်စေခိုးသည်ဖြစ်စေဖော့သည်ဖြစ်စေအဝေးတနေရာကိုပြစ်သည်ဖြစ်စေဘလို့ဥပဒေဘလို့မြစ်တာဘလို့ဂယုနာဘလို့ဓာသွားစုပေါင်းမှုမျိုးမှာငါ Fëanor နဲ့ငါ့ရဲ့မျိုးနွယ်တွေရဲ့လက်ကနေမလွတ်စေရဘူးကဘာအဆုံးထိလိုက်ပြီးတော့သူတို့ရဲ့နေရက်တွေကိုအဆုံးသတ်ပြဖို့ငါကြိမ်ဆိုတယ်ဒီစကားကိုကြားစေ Elrudi Iluvatarဒီသစ္စာကိုဖြတ်တဲ့သူချိုးဖြတ်တဲ့သူတည်တဲ့အထိကန်ဆိုးမိုးမောင်ကြပါစေမန်နွေးနဲ့ဗာဒါတို့လည်းဤသစ္စာကိုမြင်စေကြားစေတာဒီလိုမျိုးသူတို့ရဲ့ဘဝတစ်ခုလုံးပုံဖော်ပေးသွားမယ်သူတို့ရဲ့နောက်ပိုင်းလုပ်ရက်တွေကိုအခြေပြုပေးသွားမယ်ကြောက်စပွဲသစ္စာကိုတစ်နယ်လုံးကြောက်မိတ်လိုက်တယ်ဗျာMordor Elf တွေတော်တော်များများFëanor ပြောတာကိုလက်ခံပေမဲ့အရင်ကတိတ်ပြီးတော့သဘောမကျရသူဆိုတော့ဗျာအရင်ဆုံးဖြတ်ချက်တော့မပြတ်သားသေးဘူးဒါပေမဲ့ Mordor Elf တွေပိုသဘောကျတဲ့လက်ရှိအုပ်ချုပ်နေတဲ့ဘုရင် Fingolfin ကလည်း Fëanor နောက်လိုက်မယ်ဆိုတော့မှအများစုကလိုက်ဖို့ဆုံးဖြတ်ဖြစ်သွားတယ်ပေါ့နော်ညီငယ်ဆုံးလေး Fingolfin ကတော့တိတ်ပြီးတော့မလိုက်ချင်ပေမဲ့အကိုနှစ်ယောက်ရဲ့ဆုံးဖြတ်ချက်ကြောင့်သူလည်းသဘောတူလိုက်ရတယ်ဒီလိုနဲ့ Valinor ကို Mordor Elf တွေစွန့်ခွာကြရပေါ့နော်
အားလုံးကဗလနော်နေထွက်သွားဖို့စိတ်အားထက်သန်နေကြပေမဲ့လက်တွေ့မှာတော့ကဘာကြီးရဲ့မြေမျက်နှာသွင်းမြင်ကြောင်းပထမဆုံးစာပြီးဒုက္ခရောက်တယ်။ Warcraft ထွက်ပြေးသွားတဲ့ Middle Earth ကိုလိုက်ဖို့ဆိုလို့ရှိရင်နှစ်နည်းပဲရှိရဗျ။ပင်လယ်အော်ဖြတ်ရင်ဖြတ်မဟုတ်ရင်မြောက်ဘက်ဆွန်းဆွန်းကအာမန်နဲ့ Middle Earth ကိုဆက်ထားတဲ့နင်းတောင်တွေရှိရာ Helcarax ကိုဖြတ်ရမှာ။ဒုတိယလမ်းကတော့တေလန်းလို့ပြောလို့ရတော့တဲ့အထိကိုလမ်းကကျန်းတယ်ဗျ။အဲ့တော့ပိုပြီးလက်တွေ့ကြတဲ့ပထမလမ်းကိုပဲရွေးဖို့လုပ်တယ်။ဒါမဲ့ Northern Elf တွေကဘီသူကပိုင်းကျွမ်းတယ်ဆိုပေမဲ့သူတို့ရဲ့အားသာချက်ကလှေတွေဆိုတာထက်လက်နက်တွေဒိုင်းကာတွေနဲ့ဓာတ်တံမဏိတွေဗျဒီတော့သူတို့အနေနဲ့ Felmary Elf တွေနေတဲ့ Elgalon တဲ့ပင်လယ်ကမ်းစပ်မြို့ကိုတွားကြတယ်ပထမဆုံးရောက်သွားတာ Fëanor နဲ့နောက်လိုက်တွေရဲ့အဖွဲ့သူတို့ကအဲ့ဒီမှာရှိတဲ့ဘရင်ကြီး Always စီကနေငန်းရွက်လေတွေကို Fëanor ကတစ်ဖက်ကန်းအောင်ကူးဖို့အတွက်ငားတယ်ဒါကို Always ဘက်ကအချက်နှစ်ချက်နဲ့ပြန်ညင်းတယ်ဗျပထမချက်ကသူတို့က Valanet တွေရဲ့အလိုကိုလွန်ဆန်တဲ့အစီအစဉ်မှာဘယ်လိုနေရာမှဝင်မပါခြင်းဘူးနောက်တစ်ချက်ကတော့ဒီငန်းရွက်လေတွေဆိုတာသူတို့ Felmary Elf တွေအတွက်တော့သူတို့ရဲ့ဖြစ်တည်မှုတစ်ခုလုံးပဲဗျာဒီနယ်မြေကိုရောက်လာကြတဲ့သူတို့ဝါသနာပါတာစိတ်ဝင်စားတာဆိုလို့ပင်လယ်နဲ့ရွက်လင့်ခြင်းပဲရှိတာFëanor ကသူ့ရဲ့ Silmarils တွေကိုမြန်နိုးတဲ့လောက်ကို Always တို့ကလည်းသူတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့ငန်းရွက်လေတွေကိုမြန်နိုးတယ်ဒါကြောင့်ပေးလည်းမပေးနိုင်ဘူးငားလည်းမငားနိုင်ဘူးဆိုပြီးညင်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာဒေါသလောဘမောဟတွေနဲ့အမောင်ဖုံးနေတဲ့ Fëanor က Always ပြောတာကိုလက်မခံမဲနဲ့သူတို့သဘောနဲ့သူတို့လေတွေစီကိုသွားဖို့လို့တော့ကမ်းနားမှာနှစ်ဖွဲ့သားပုတ်တိုက်မှုတွေဖြစ်ပြီးတော့စတာပြီးချကြပါလေရောဒီလိုနဲ့ကဘာပေါ်မှာပထမဆုံးအချိန်အနေနဲ့အကြီးတန်လုံးနဲ့ကို့အမျိုးနွယ်ချင်းပြန်ထပ်ဖြတ်ခြင်းဖြစ်သွားပါလေရောဒါကိုနောက်မှရောက်လာတဲ့ Fincolfin တို့ရဲ့အဖွဲ့မြင်သွားတော့ဗျာသူတို့ Northern Elf တွေကို Always တို့ဘက်ကနေ Valar တွေခိုင်းလို့တိုက်ခိုက်တယ်ထင်ပြီးတော့သူတို့ကပါဝင်တိုက်အောင်တိုက်ပွဲပြီးသွားတဲ့အချိန်မှာတော့အနိုင်ရသွားတဲ့ဘက်ကအရင်ကတည်းကတိုက်ခိုက်ဖို့စစ်ချီဖို့လက်နက်အသုံးဆောင်နေပြင်နေခဲ့တဲ့ Northern Elf တွေပေါ့နော်ဒီအဖြစ်အပျက်က Valinor ရဲ့အမောင်မိုက်ဆုံးညကိုပို့ပြီးတော့ရုပ်ပြတ်သွားစေတဲ့အပြင်ဒီလိုမျိုးသွေးမြေကြတဲ့တိုက်ပွဲတစ်ခုအနေနဲ့သမိုင်းတွင်သွားခဲ့တယ်ဗျာဒီအဖြစ်အပျက်ကြီးကို Valar နတ်တွေထဲမှာတည်သွားတဲ့ဝိညာဉ်တွေကိုစီရင်ရတဲ့ Mandos ကအနီးနားမှာရှိနေလို့တည်သွားပြီးတော့အင်မတန်မှစိတ်ဆိုးဒေါသထွက်သွားတယ်။အဲဒါကြောင့် Northern Elf တွေကိုအချင်းချင်းပြန်ပြီးတော့သွေးမြေကြအောင်လုပ်တဲ့အတွက်ချိန်စာတိုက်လိုက်တယ်။ဒါကတော့ Doom of Mandos ဆိုပြီးတော့နာမည်တွင်တယ်ပေါ့နော်။ Mandos ကနေပြီးတော့ဒီလိုမျိုးအပြစ်မရှိဘဲနဲ့သွေးမြေကြခဲ့ရတဲ့ Falmari Elf တွေတို့က Northern Elf တွေက Valinor ကိုဘယ်တော့မှပြန်ပြီးခြေမချရဘူး။သူတို့ရဲ့မျိုးဆက်တွေနဲ့သူတို့ကိုယ်တိုင်ရဲ့ကံကြမ္မာတွေကပြတ်သုံးခြင်းကိုပဲဥတည်နေလိမ့်မယ်။မသေးမျိုးဖြစ်ပေမဲ့လည်းရန်သူတွေရဲ့လက်ချက်ကြောင့်အသေးဆိုးနဲ့တေကြရမယ်။ဖြစ်ဆိုးတွေကြုံရလိမ့်မယ်။တေလို့ရှိရင်လည်းသူတို့ရဲ့ဝိညာဉ်တွေသူ့စီကိုရောက်လာရင်ပြန်ရှင်ခွင့်မပေးဘဲနဲ့ပိတ်လောင်ထားမယ်ဆိုပြီးတော့ကြောချမ်းစရာအတိုင်းနဲ့ပြောလိုက်အောင်ပေါ့နော်။ Fëanor နဲ့ Fincolfin တို့ရဲ့ညီငယ်လေး Finarfin ကအစာတွေကမလိုက်ချင်ပဲလိုက်လာရတဲ့အပြင်ဒီစကားတွေကိုပါကြားလိုက်ရတော့အရန်ထောင်ထားရကြောက်လန့်သွားပြီးတော့ Valinor ကိုပြန်သွားတယ်ဗျ။ပြန်ရောက်တော့ခွင့်လွှတ်ပေးဖို့အတွက်အတနာခံတာပေါ့နော်။ Valar တွေကလည်းသူ့နောက်လိုက်နည်းနည်းလေးရေကိုပြန်ပြီးတော့လက်ခံထားလိုက်တယ်ဗျ။နောက်ပိုင်းမှာတော့ Valinor မှာကျန်ခဲ့တဲ့ Northern Elf တွေရဲ့ဘရင်ဖြစ်လာခဲ့တယ်ပေါ့နော်။ငမိုက်သားကြီး Fëanor ကတော့ Mandos ရဲ့ချိန်စာကိုဖိညားအောင်မကြံဘူးဗျာ။ဒါပေမဲ့သူတို့အတွက်နောက်ထပ်ပြဿနာက Northern Elf တွေအားလုံးအတွက်ဆိုရင်လေရတိတ်ပြီးတော့မလောက်ဒီတော့နှစ်ဖွဲ့ခွဲသွားမှရမယ်ဆိုပေမဲ့ဘယ်အဖွဲ့ကအရင်သွားရမလဲဆိုတာကိုဆုံးဖြတ်မှရမယ့်အခြေအနေရောက်လာပါလေရောဗျာဒီလိုနဲ့ဘယ်အဖွဲ့ကအရင်သွားရမလဲဆိုတာကိုဆုံးဖြတ်လို့မရသေးခင်မှာပဲ Fëanor ကသူ့သား9ယောက်ရဲ့သူ့ကိုအမှန်ကန်သစ္စာရှိတဲ့ Elf တွေကိုဆိုပြီးတော့တိတ်တဆိတ်နဲ့ငန်းရွက်လေတွေအကုန်လုံးကိုယူပြီးတော့ထွက်သွားကျန်ခဲ့တဲ့ Fincolfin တို့အဖွဲ့ကကြောင်တောင်တောင်နဲ့ဖြစ်သွားပြီးတော့သူတို့လေတွေပြန်ပို့ပြီးတော့နောက်တစ်ခါလာခေါ်မှာလို့ထင်နေရပါတော့အဲ့မှာ Fëanor တို့အဖွဲ့က Middle Earth ကိုလည်းရောက်သွားအောင် Fëanor ရဲ့သားတစ်ယောက်ကသူ့အဖေကိုသွားမိတယ်သူတို့ဘယ်လိုမျိုးလေကိုပြန်လွတ်ပြီးတော့ဂျန်တဲ့လူတွေကိုခေါ်မလဲပေါ့နော်သူ့ရဲ့တငယ်ချင်းတစ်ယောက်ကလည်းအဲ့ဒီဘက်မှာဂျန်နေခဲ့ရဆိုတော့မေးတယ်ဗျဒါပေမဲ့ F ရုပ်မာကြီး Fëanor ကဂျန်ခဲ့တဲ့သူတွေကသူတို့နဲ့မတည့်တဲ့သူတွေသူတို့ကိုမယုံမဲနဲ့နောက်ကျရင်လည်းတစ္ဆာဖောက်လာနိုင်တဲ့ကောင်တွေလို့ဆွဆွဲပြီးတော့နောက်ဆံမတင်းအောင်ဆိုပြီးတော့ငိုင်းရွက်လေတွေအကုန်လုံးမီးရှို့ဖျက်ဆီးခိုင်းလိုက်တယ်တော်တော်ရုပ်မာရဲ့လောက်ရက်ကိုလုပ်လိုက်တာပေါ့နော်ဒီအချိန်မှာတော့ Fëanor တယောက်ကဘယ်လောက်တောင်အမောင်ဖုံးဝိုင်းလဲဆိုတာကိုကျွန်တော်မြင်နိုင်တယ်ဗျအဲ့တော့တစ်ဖက်ကမ်းမှာစောင့်နေတဲ့ Fincolfin တို့အဖွဲ့ကကြတော့အဝေးကနေမီးရောက်နေလို့လည်းမြင်လိုက်ရတော့သူတို့တစ္ဆာဖောက်ခံလိုက်ရတာသိသွားတယ်ဒါပေမဲ့လည်းအာမန်ကုန်းမြေမှာဆက်နေဖို့သူတို့စိတ်ထဲလည်းမရှိတော့မရရတဲ့နီးနဲ့ Middle Earth ကိုရအောင်ကူးဖို့စဉ်းစားရတာပေါ့ဗျာကဲဒီလိုနဲ့မီးတောက်တွေလောင်ကျွမ်းပြီးတော့မီးကုန်းငွေတလိုင်းလိုင်းလွင့်နေတဲ့ညာကောင်းငယ်အောင်မှာ Fëanor ရဲ့စိတ်သက်အမောင်ဖုံးတာပြန်ပြင်လို့မရတော့ဘဲနဲ့သူ့ရဲ့ရှစ်ဆက်မဲ့ကံကြမ္မာကိုတခါတည်းပုံဖော်ပြီးသားဖြစ်သွားတယ်ဗျာမြို့နယ်အချင်းချင်းသွေးမြေကြရတဲ့အထိရောကဘာကြီးရဲ့ဇလန်အားဖန်ဆင်းခြင်းတွေလင်းလက်တောက်ပခြင်းတွေနဲ့ပဲမဟုတ်တော့ဘဲနဲ့
လက်စားချေခြင်းကောက်ချစ်ခြင်းစစ်ပွဲအရေးရောင်တန်းခြင်းတွေလည်းပေါ်လာရတဲ့မေဒန်အပ်ရဲ့သမိုင်းအပြောင်းလဲအဲ့ဒီညမှာစခဲ့ပြီဖြစ်တယ်ပေါ့နော်ဒါတွေအားလုံးရဲ့တရားခံမော်ဂေါကဘယ်ကိုရောက်နေပြီလဲအန်ဂိုလီယန်နဲ့ဘာတွေဆက်ဖြစ်ကြမလဲပြီးတော့ကျန်တဲ့ဖင်ကောဖိန်တို့အဖွဲ့ရောအခက်ခဲကိုဘယ်လိုကျော်ဖြတ်ကြမလဲဖယ်တော့ရဲ့ကန်ချင်မှာဘယ်လိုဆက်ပြီးဥတည်နေမလဲဆိုတာကိုတော့ကျွန်တော်တို့ Mr. Wine Channel ရဲ့နောက်လာမယ့် Middle Earth သမိုင်းအပိုင်းလေးမှာဆက်ပြီးအဖြေရှာကြတာပေါ့နော်အဆုံးထိကြည့်ပြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ